ကဲကျွန်တော်တက်ရှင်းလောက်တာလေအခန်းကလူပဲရင်ပြည်နေရဲ့ဒီမှာအင်တာဆေးမယ်ကျွန်တော်အင်တာဆေးမယ်နော်အင်တာဆေးပါလေဆေးရပါလေခါလူပြည်နေတော့ပြန်ဆေးမယ်ဆိုတော့ပြမယ်ဒီမှာပါဒီလိုဆေးရပြီခုဒါဆေးပါမယ်ဒီရဒါဆေးမယ်အခန်းမှာလူပြည်နေသေးတယ်လေဒါဆေးမယ်ဒီမှာနေခန်းမှာအကုန်လုံးလူရှိတယ်အကုန်လုံးအခန်းပြည်နေတယ်အဲဒါကျွန်တော်တန်ရှင်းလုပ်ဖို့လုပ်နေတာဒါပေမဲ့အခန်းလူပြည်နေတော့မဆေးသေးပါဘူးဒီမှာဒီဟာဆေးပါမယ်လို့ကဲဒီဟာဆေးမယ်လေးရှားပါဒီလိုလုပ်နေပါလေमैं पे ये में क्या का प्यान तो फिर ये ने क्या सिया वाला कुरो पी भाभी मुझेဒါရေဆေးပြီးသားဟုတ်နော်ဒီစက်ပြန်တဲ့တကောက်တိုင်မှရေဆေးပြီးသားတဲ့ဟာတွေဟုတ်ပါတယ်တောက်ကိုရေပြန်တုပ်ရမှာပါကိုတောက်ရေတုပ်ဖို့လုပ်ပါမယ်ကိုကျွန်တော်အဲ့ဒါခဏဆေးပြီးသားတဲ့ဟာကိုရေပြန်တုပ်မယ်မသိအဲ့ဒီတာဝါတိတိနဲ့ရေချောင်းတုပ်ပေးရပါတယ်ရေဆူနေတော့တုပ်ပေးပြီးမှအဲ့ဒီဇံမပြန်ထားပေါ့အဲ့လိုမျိုးလုပ်ရတယ်ဟာဒီလိုမျိုးခွက်ပါဒီအနှိမ့်ဆန်မှာလေတုံးနေပေါ့ဒီမက်ခလောင်စုပ်တဲ့ခွဲပေါ်ပြောမစီဒီနိုင်ငံမှာတရုတ်တဲ့အရန်ကြိုက်တယ်တရုတ်တဲ့အရန်လောက်ကြတယ်နာနဲ့နာတယ်ပြီးတော့ဒီငါတို့ငယ်တော့ရွာမှာဆိုရင်ဖူးမှာဟိုထွန်းရွှာဘူးနဲ့မီးပူပေးမှာစုပ်တယ်လို့ပေါ့ဒါလည်းအဲ့လိုမျိုးဆက်လို့ရပါတယ်ခန္ဓာကိုယ်လေးမှာကဲအခုတော့အကုန်လုံးပြီးပါပြီအကုန်လုံးဆေးပြီးတုပ်ပြီးပြီဆိုတော့အများကြီးမရှိဒါမှတစ်စင်3စင်ရှိ30စုပါအဲ့ဒါကိုဆေးရပါတယ်ကဲဒီနေ့အလောက်ကတလောက်ပါပဲအားလုံးချစ်ချင်ပါတယ်နောက်ရက်ပြန်ဆုံ